Okay အားလုံးပဲကျွန်တော်ကလီယိုပါဆိုတော့ဒီနေ့တော့ဒီ design ဆွဲပြမယ်ပေါ့နော်ပြီးရင်ကျွန်တော်ရဲ့အသစ်လုပ်ထားတဲ့ Telegram group လေးအကြောင်းလေးပြပြပေးမယ်အဲ့တော့ပထမအဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာကျွန်တော်ထည့်ချင်တဲ့ warrior design လေးဆွဲဖို့အတွက်ကျွန်တော် background လေးအရင်ပြင်ဆင်နေဒါ download ဆွဲရမယ် source လေးကျွန်တော်တို့ download သွားဆွဲရပါတော့ဒီမှာ source တွေ down တဲ့နေရာမှာကျွန်တော် website အဆွဲမရှိဘူးเนาะဒါကျွန်တော်ဘယ် website သုံးလဲဘယ် website သုံးလဲခဏမေးကြလို့ကျွန်တော် website အဆွဲမရှိပါဘူးကျွန်တော် Google ကနေပြီးတော့တွေ့ရ source တွေကိုကျွန်တော်တို့တွေ့ရသက်ဆိုင်တဲ့ website တွေမှာတိုက်ရိုက်ဝင်ပြီးတော့ down တာပေါ့เนาะအဲ့ဒါတော့ကျွန်တော် source တွေပြင်ဆင်နေနေပေါ့အဲ့တော့အခုဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ background လေးကိုနည်းနည်းလေး manipulation လေးလိုက်လုပ်တယ်ပေါ့နော်ကျွန်တော်တစ်ခုနဲ့တစ်ခုနည်းနည်းလေးလိုက်ပေါင်းတယ်ပြီးရင်ကျွန်တော်ထည့်ခြင်းတဲ့ throne တွေပြီးတော့လို့ရှိရင်ဒါ battlefield တွေပြီးတော့လို့ရှိရင်နောက်မှာဒါပျက်စီးနေတဲ့ village တွေကျွန်တော်ပြန်ပြီးတော့ထည့်ထားတယ် okay အဲ့လိုမျိုးထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့ dust effect လေးနည်းနည်းလေးပြန်ပြီးတော့ light ထည့်တယ်ပေါ့နော် smoke effect လေးပေါ့ okay အဲ့တော့ smoke effect တွေထည့်ပြီးသွားပြီဆိုတော့အဓိက character တွေဖြစ်တဲ့ dragon နှစ်ကောင်ကျွန်တော်ပြန်ပြီးတော့ထည့်တယ်ဒီနေရာမှာလဲcomposition သဘောတရားအရာကျွန်တော် size အကြီးအသေးလေးနည်းနည်းလေးပြန်ပြီးတော့ adjust လုပ်ထားတယ်ပြီးရင် color တွေ light ချိန်နေပါဗျာ okay အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်တော့ဒါနည်းနည်းလေးကျွန်တော် Gazian လားလေးထည့်စရာရှိတဲ့နေရာလေး light ထည့်ပေါ့နော်အဲ့တော့ Gazian လားထည့်နေတော့ကျွန်တော်ဒီ online class ရဲ့ video record တွေကိုကျွန်တော်တို့ဒါအဲ့ video တွေကိုဒါ record လုပ်ထားတဲ့ video တွေကိုပြန်ပြီးတော့တင်ပေးထားတဲ့ Telegram group လေးရှိရပါတော့အဲ့တော့ a group ကို join ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုကျွန်တော်ရဲ့၄လပိုင်းမွေးနေ့တစ်လလုံးမှာမြန်မာငွေ9000ပဲသွင်းပြီးတော့ကျွန်တော်တို့ a group ကို join လို့ရတယ်အဲ့တော့ကိုကဒီ graphic design ကိုအခြေခံနေပြီးတော့တေချာလေး professional ဖြစ်အောင်သွားဖို့အထိလေ့လာနေရဆိုလို့ရှိရင်တော့ဘယ်လိုပြောရမလဲကိုက online class တက်နေရတယ်လို့မျိုးgroup တစ်ခု video class တစ်ခု join ချင်တယ်ဆိုရင်တော့ a class လေးကို recommend ပေးပါတယ်အဲ့တော့သေးစိတ်သိချင်တော့ message ပေါက်ကိုသာလာခဲ့ကြဗျာအဲ့တော့အခု design ကိုဆက်ပြီးတော့သွားလိုက်မယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင်အနောက်ကနေပြီးတော့ဒါမီး fire effect တွေပြီးတော့ smoke effect တွေကျွန်တော်ထည့်ချင်တာလေးနည်းနည်းလေး light ထည့်ပြီးတော့ဆိုတော့ဒီမှာကျွန်တော်ရဲ့မျက်ခွက်ကြီးပါအဲ့တော့ကျွန်တော်ရဲ့မျက်ခွက်ကြီးနဲ့ထည့်ပြီးတော့ဆွဲပြမှာဖြစ်ပါတယ်အဲ့တော့ brother အနေနဲ့လည်းကိုမျက်နှာပါချင်တယ်ဆိုလို့ရှိရင်ပို့ပေးလိုက်ပါတော့ကျွန်တော်ထည့်ပြီးတော့ဆွဲပေးလိုက်မယ်လကစားတာပါကဲအဲ့တော့ပထမကျွန်တော်တို့အခုဒီမှာ lighting လေးနည်းနည်းလေး adjust ပြန်ပြီးတော့လုပ်တယ်ပြီးရင်7နေတိတ်မသိမသက်ဖြစ်နေရလေးကျွန်တော်နည်းနည်းလေး adjust ပြန်ပြီးတော့လုပ်လိုက်တယ်ပေါ့နော်ပြီးတော့ရင်တော့ကျွန်တော်တို့ curve လေးနဲ့ဒီကျွန်တော်ပုံစံကိုနည်းနည်းလေးပျော့တဲ့ပုံစံပေါက်နေလို့ဆိုပြီးကျွန်တော်ပေါ်တာအကြံပေးရနည်းနည်းလေး rush ဖြစ်သွားတဲ့ပုံစံနည်းနည်းလေးကျန်းလာတဲ့ပုံစံမျိုးဖြစ်သွားအောင်ကျွန်တော်ပြန်လုပ်တယ်ပေါ့နော်ပြီးတော့ရင်တော့ဒါကhighlight လေး sorry overall lighting လေးကျွန်တော်ပြန်ထည့်တာဒါကတော့ကျွန်တော် design ဆွဲရင်တော့ကျွန်တော် video ကြီးကြည့်နေသူတွေဆိုရင်သိမှာပါနည်းနည်းလေး design က manipulation ဆွဲတဲ့ခါကျရင်တသားလေးဖြစ်သွားအောင်ပြန်ပြီးတော့ lighting တစ်ခုထည့်လိုက်တဲ့သဘောဒါကတော့ကျွန်တော်တို့အခုဒီမှာကျွန်တော်ရဲ့ text လေးတွေပြန်ပြီးတော့ရေးနေပါတော့ပြီးတော့ရင်တော့ကျွန်တော်တို့typography လေးနည်းနည်းလေးနေရာပြန်ချတယ် color လေးနည်းနည်းလေးနေရာပြန်ပြင်တယ်ပြီးရင်တော့ကျွန်တော်ဒီမှာ warrior ဆိုရဲဒီ text လေးတစ်ခုပြန်ထည့် dragon လေးတွေ lighting လေးတွေကျွန်တော်ထည့်ပြီးတော့ color လေးနည်းနည်းပြန်ပြီးတော့ light ညှိတယ်ပေါ့နော်ကဲအဲ့ဒါလေးပြီးတော့ဆိုရင်တော့ကျွန်တော်တို့ထုံးစံနိုင်မယ် dodge and band လေးနည်းနည်းပြန်ကိုင်းမယ်ကျွန်တော်ရဲ့ချုံမောလှပတော့မျက်နှာကြီးကိုပို့ပြီးတော့ကြွားခြင်းလို့ပေါ့နော်အလကားပြောတာပါကျွန်တော်တို့ design ဆွဲတဲ့အခါကျရင် highlight share လေးနည်းနည်းလေးပြန်ကွဲသွားအောင်လို့ကျွန်တော်တို့ dodge and band လေးနည်းနည်းလေးပြန်ပြီးတော့ကိုင်းနေပြီးတော့ရင်တော့ကျွန်တော်ဒီ Photoshop ထဲမှာရှိတဲ့ filter လေးတွေပဲပြန်အုပ်ပြီးတော့ဒါ finalize color ချိန်ပြီးသွားတဲ့ design တွေပါအဲ့တော့စုံတိကြည့်ရတဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ video class ကို join နေတယ်ဆိုရင် message ဖောက်ကိုကြွားခဲ့ပါကျေးဇူးပါနောက် video နဲ့ပြန်တွေ့ပါမယ်